ရုပ်ချင်းစင်လို့ဆိုပြီးဘာမှမဆိုင်တဲ့သူကိုဓာတ်နဲ့လှမ်းထိုးလိုက်တာအဓိကတရားခံကတော့တမျိုးလုံးကကောင်မလေးတွေကိုလိုက်မွေးပေးနေတဲ့အသက်35နှစ်အရွယ်အမျိုးသားတဦးဖြစ်နေပါတယ်တမျိုးလုံးတွေးသမျှကောင်မလေးတွေကိုမွေးလိုက်ပေးတဲ့သူကိုဖမ်းတဲ့တဲ့ဒီနေ့14ရက်နေ့ကရေကစားနေတဲ့အသက်35နှစ်ရှိအမျိုးသားတဦးဟာ16နှစ်အရွယ်ကောင်မလေးကိုမွေးသွားပေးပြီးကောင်မလေးရဲ့ချစ်သူကောင်လေးအသက်19နှစ်ကသူ့ကောင်မလေးကိုမွေးပေးလို့ဆိုပြီးဓာတ်နဲ့လှမ်းထိုးလိုက်တယ်ရှင်ဒါပေမဲ့နောက်ဆုံးမွေးပေးတဲ့သူကိုမထိုးမိပဲအခြားတယောက်ကိုထိုးမိသွားတယ်ဘာမှမဆိုင်အထိုးခံရတဲ့သူနဲ့မွေးလိုက်ပေးတဲ့သူနဲ့ကရုပ်ချင်းစင်နေလို့ကောင်လေးကမှားထိုးမိလိုက်တယ်လို့သိရတယ်ကောင်လေးလည်းလူမှားထိုးပြီးတော့ကြောက်ကြောက်နဲ့ထပ်ပေးသွားပါပြီCCTV စစ်ဆေးချက်အရအဲ့ဒီမွေးလိုက်ပေးတဲ့သူဟာ16နှစ်ကောင်မလေးတယောက်အထဲမကဘူးတမျိုးလုံးလျှောက်ပတ်သွားပြီးတွေးသမျှကောင်မလေးတွေကိုမွေးလိုက်ပေးနေတာအခုဒီအမျိုးသားကိုမွေးပေးတဲ့အမှုနဲ့တရားစွဲထားတယ်လို့သိရတယ်တကယ်တော့ဒီဖြစ်ရမှာဘသူကပိုမားတယ်လို့ပြည်သက်ကြီးချင်ပါတယ်မွေးလိုက်ပေးတဲ့သူလားစိတ်မထိန်နိုင်ပဲလူမှားထိုးမိတဲ့ကောင်လေးလားကိုယ့်ရဲ့အမြင်ကို comment မှာရေးပေးခဲ့ပါဦးနော်တင်ကြံကာလမှာပြောကြတာကောင်းပြီနဲ့အခုလိုအလွဲလွဲအချော်ချော်တွေမဖြစ်ရအောင်အားလုံးပဲတတိရှိရှိနဲ့စင်စင်ချင်းချင်းကစားကြဖို့တိုက်တွန်းချင်ပါတယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်